အဓိကအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ဒီရေချိုးတဲ့ပုံစံလေးကိုပြောကြည့်အောင်ရေချိုးတာကကြောင့်လေရေနွေးပူပူနဲ့ချိုးတာမျိုးရှောင်ပါချမ်းနဲ့ဒါပေမဲ့ရေနွေးပူပူနဲ့ကကြတော့နှင်းကိုပို့ပြီးတော့ကြွစေတယ်လေအငွေးထွက်နေတဲ့ရေနွေးကိုအဓိကရှောင်ရမှာပေါ့ရိုးရိုးခနွေးနွေးလေးဆိုရင်တော့အဆင်ပြေတယ်ရေအေးဒါမှမဟုတ်ခနွေးနွေးရေလေးနဲ့ချိုးပါအချိန်တူတူပဲချိုးပါအကြာကြီးချိုးလို့ရှိရင်ကြီးတွေတိုက်တယ်ကြီးတွေတွန်းတယ်ပြီးွားရဲ့အဝတ်တွေနဲ့တိုက်တယ်ရေချိုးချိန်ကိုအကြာကြီးချိုးတယ်တချို့15မိနစ်20ချိုးတယ်တန့်အောင်ဆိုပြီးတော့လေအဲ့ဒါနှင်းကိုပို့ပြီးတော့ကြွစေတယ်ခလေးလေးတွေကိုလည်းအဲ့လိုပဲအချိန်5မိနစ်လောက်ပဲချိုးပြီးအဲ့လောက်ဆိုလို့ရှိရင်လုံလောက်တယ်ပေါ့ပြီးွားရဲ့ဆက်ပြာကိုအပျော့စားလေးသုံးပြီးအနံ့သိပ်ပြင်းတာတွေအနံ့သိပ်ပြင်းတဲ့ဆက်ပြာတွေကကြတော့ဒီနှင်းကူကိုပို့ပြီးတော့ဆိုးစေတယ်လေအဲကြောင့်အမွေးအနံ့သိပ်မပြင်းတာကောင်းတာကဆက်ပြအတုံးလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်အရေးထက်စားလို့ရှိရင်နောက်တစ်ခါပိုးသက်စေးပါတဲ့ဆက်ပြာတွေရှောင်းမှာဓာတ်တော်တို့ live wine တို့လိုမျိုးလေပိုးသက်စေးဆက်ပါတဲ့ဆက်ပြာတွေကမလိုဘူးနှင်းကူဆိုတာပိုးကြောက်ဖြစ်တာမဟုတ်ဘူးနောက်ဒီခန္ဓာကိုယ်ရဲ့အရေးပြားနဲ့ pH တင့်တော်တဲ့ gentle cleanser လို့ခေါ်တဲ့ဒီနူးနူးညံ့ညံ့လေးတွေအတွက်ထုတ်ထားတဲ့ cleanser တီးတန့်လေးတွေသုံးနိုင်เนาะပို့ပြီးတော့အဆင်ပြေတယ်နောက်ချက်တွေကဗီဒီယိုသိရှည်သွားမှာဆိုလို့နောက်ဗီဒီယိုတွေမှာထည့်ပြီးတော့ပြောပြသွားပါ